အမျိုးသားတယောက်ဟာဖုတ်ကောင်မလေးတယောက်ကိုချစ်မိသွားပါတယ်။သူမကတခြားသူတွေကိုလိုက်မကိုက်စေဖို့အတွက်သူမရဲ့ပါးစပ်မှာအကာအကွယ်စက်တီကောတစ်ခုတက်ပေးထားခဲ့တယ်။အဲ့ဒီနောက်သူတို့နှစ်ယောက်ဟာချစ်သူဆောင်တွဲတွေလိုအတူတူနေထိုင်ခဲ့ကြပါတယ်။ဒါပေမဲ့အဲ့ဒီမိန်းကလေးကတော့သူ့ကိုစားဖို့ခဏခဏစူးစမ်းနေခဲ့ပြီးရေချိုးခန့်ထီတောင်လိုက်နှောက်ယှက်တတ်ပါတယ်။ဒါတောင်မှအဲ့ဒီအမျိုးသားအတွက်တော့သူမဟာဖိုးထိုက်တန်ဆုံးလူသားတယောက်ပါပဲ။သူကသူမရဲ့စပင်တွေကိုအချောက်ခံပေးတယ်၊တွားတိုက်ပေးတယ်၊တခါတလေတငယ်ချင်းတွေကိုခေါ်ပြီးသူမအတွက်တချင်းတွေတောင်ဆိုခိုင်းပါသေးတယ်။အချိန်ရတိုင်းသူဟာအပြင်ထွက်ပြီးတခြားဖုတ်ကောင်တွေနဲ့တိုက်ခိုက်ကသူမအတွက်ဆွဲကြိုးတွေကိုလူယူလာပေးလေရှိပါတယ်။ဖုတ်ကောင်မလေးမှာလူသားစိတ်မကြံတော့ပေမဲ့ဆွဲကြိုးတွေကိုတော့သူမသဘောကျပါတယ်။အမျိုးသားဟာသူမကိုအိမ်အောင်တစ်ခုရဲ့နှွေးထွေးမှုပေးချင်တာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဖုတ်ကောင်ချို့ကိုလည်းဧည့်သည်တွေအဖြစ်ကလပ်ထိုင်တွေမှာချီနှောင်ထားပြီးမိန်းကလေးကိုလှပတဲ့ဝတ်စုံလေးဝတ်ပေးခဲ့ပါတယ်။မင်္ဂလာပွဲစားနဲ့အသက်ရှိသူရောတေပြီးသားဖုတ်ကောင်တွေပါအံ့ဩကုန်ကြပါတယ်။သူမရဲ့လှပမှုကိုကြည့်ပြီးအမျိုးသားကလက်ဆွတ်ပေးလိုက်တဲ့အခါသူမကပန်းစည်းကိုလေထဲမြောက်လိုက်ရာဖုတ်ကောင်တွေကလူယူကြပါတယ်။ဒါပေမဲ့သူတို့နှစ်ယောက်နန်းတော့မဲ့အချိန်မှာမိန်းကလေးကသူ့ရဲ့မေးစေးကိုကိုက်လိုက်ပါတော့တယ်။ကျန်တဲ့ဖုတ်ကောင်တွေကပါဝိုင်းအောင်လာကြပေမဲ့သူတို့နှစ်ယောက်ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ဒီနေ့မှာတော့အမျိုးသားဟာလမ်းဘေးကသတင်းစာတစ်စောင်မှာဖုတ်ကောင်ဗိုင်းရပ်စ်အတွက်ဆေးကုသမှုရှာဖွေတွေ့ရှိပြီးဆိုတာကိုဖတ်လိုက်ရပါတယ်။ဒါပေမဲ့အဲ့ဒီနေရာဟာဖုတ်ကောင်တွေလက်ထဲမှာရောက်နေတာပါ။မိန်းကလေးကိုကယ်တင်ဖို့အတွက်သူ့အရှုံးမပေးခဲ့ပါဘူး။လမ်းမှာဖုတ်ကောင်များစွာနဲ့တိုက်ခိုက်ရင်းနောက်ဆုံးတော့အဲ့ဒီနေရာကိုရောက်သွားခဲ့ပါတယ်။ဒါပေမဲ့သူမကိုဆေးထိုးပေးတော့မဲ့အချိန်မှာဖုတ်ကောင်တွေရောက်လာတာကြောင့်သူတို့ကားတစ်စီးထဲမှာပုံနေလိုက်ရပါတယ်။ကြောက်လန့်တကြားနဲ့ဆေးထိုးအက်ကပြုတ်ကျသွားခဲ့ပါတယ်။အဲ့ဒါကိုငုံကောက်တဲ့အချိန်မှာအောက်မှာပုံနေတဲ့ဖုတ်ကောင်ကသူ့ကိုကိုက်လိုက်ပါတော့တယ်။ဗိုင်းရပ်စ်ကသူ့ခန္ဓာကိုယ်ထဲမှာမြန်မြန်ဆန်ဆန်ပြန့်နှံ့လာပါတယ်။သူဟာကိုယ့်ဘာကိုဆေးထိုးဖို့စဉ်းစားခဲ့ပေမဲ့သူ့စီကိုတွားတွားလာနေတဲ့မိန်းကလေးကိုမြင်လိုက်တဲ့အခါဒါဟာသူမအတွက်ပဲဖြစ်တဲ့နယ်လို့ဆုံးဖြတ်လိုက်ပါတယ်။အခုတော့နှစ်ယောက်စလုံးပိုးကူးဆက်ခံထားရပေမဲ့ဆေးကတော့တယောက်စာပဲရှိပါတယ်။အမျိုးသားကပြုံးပြီးမိန်းကလေးကိုဆေးထိုးပေးလိုက်ပါတယ်။တဖြည်းဖြည်းနဲ့သူမရဲ့ခန္ဓာကိုယ်ဟာပုံမှန်ပြန်ဖြစ်လာပြီးလူသားတယောက်ပြန်ဖြစ်သွားခဲ့ပါတယ်။ဒါပေမဲ့သူမမှာအဲ့ဒီအမျိုးသားနဲ့ပတ်သက်တဲ့မှတ်ဉာဏ်တွေမရှာပြီးတော့ပါဘူး။အမျိုးသားကတော့လုံးဝအုတ်တုံဖုတ်ကောင်တစ်ကောင်ဖြစ်သွားခဲ့ပါပြီ။ဒါပေမဲ့သူမကိုမြင်လိုက်ရတဲ့အခါသူတစ်ခုခုကိုခံစားလိုက်ရပါတယ်။အဲ့ဒီအချိန်မှာတခြားဆာလောင်နေတဲ့ဖုတ်ကောင်တွေကသူမစီကိုပြေးဝင်လာတဲ့အခါသူကဒိုင်းတစ်ခုလိုသူမရှိမှကာကွယ်ပေးခဲ့ပါတယ်။မိန်းကလေးကတော့ဖုတ်ကောင်တစ်ကောင်ကသူမကိုဘာလို့ကာကွယ်ပေးနေတာလဲဆိုတာနားမလဲပဲအံ့ဩတကြီးကြည့်နေပါတယ်။သူမဘေးကင်းသွားတဲ့အခါအမျိုးသားကသူမရဲ့ပါးစပ်ကအကာအကွယ်ကိုချွတ်ပြီးသူ့ဘာသူတက်ဆင်လိုက်ပါတယ်။အဲ့ဒီနောက်သူဟာဖုတ်ကောင်လူအုပ်ကြီးရှိရာစီကိုတယောက်ထွက်ခွာသွားပါတော့တယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့အကြည့်ဟာအမျိုးသားရဲ့ပခုံးပေါ်ကအကိုက်ခံရတဲ့အမာရွတ်စီကိုရောက်သွားပြီးသူမမေ့လျော့နေခဲ့တဲ့မှတ်ဉာဏ်တွေအားလုံးပြန်လည်ရောက်ရှိလာပါတော့တယ်။